ကျမမိတ်ဆွေများလုံးမင်္ဂလာပါရှင်2026ခုနှစ်တလပိုင်း6ရက်နေ့ကနေပြီးတော့15ရက်နေ့အထိဗုဒ္ဓဘူးရာဟုเนาะဗုဒ္ဓဘူးမနက်ပိုင်းမွေးသူဗုဒ္ဓဘူးညနေပိုင်းမွေးသူရာဟုသားသမီးများအတွက်တပတ်တာကံကြမ္မာများကိုအလောက်ကန်နေစပြီးတော့ဟောပြောပြီးမှဖြစ်ပါတယ်ကျမရဲ့ဗီဒီယိုလိုက်ကလေးကိုဗုဒ္ဓဘူးသားသမီးများဗုဒ္ဓဘူးညနေဖွာသားသမီးများအစာအဆုံးလေးကြည်ပေးပါဒီတပတ်တာကာလမှာဗုဒ္ဓဘူးသားသမီးများရဲ့ကံတရားကတော့ပြုပြင်ပြောင်းလဲမှုတွေရရှိနိုင်တဲ့ကံတရားအပေါ်မှာရောက်နေပါတယ်မိမိတို့ရဲ့ရုံးခန်းတွေမိမိတို့ရဲ့အလုပ်ဖွဲ့စည်းပုံပြောင်းလဲမှုတွေအလုပ်နေရာယာတူးတိုးမှုတွေเนาะမိမိတို့ရဲ့လူမှုရေးအဖွဲ့အစည်းပတ်ဝန်းကျင်နဲ့ပတ်သက်တာတွေအကုန်ပြောင်းလဲသွားမဲ့ကာလဖြစ်နေပါတယ်။ကောင်းသောဘက်ကိုပဲပြောင်းသွားမှာပါ။မိမိရဲ့ရည်ရွယ်ချက်တွေရည်မှန်းချက်တွေကဖြစ်မြောက်အောင်မြင်မဲ့ကာလလို့ပြောလို့ရပါတယ်။မိမိရဲ့ဒီအချိန်ဒီကာလမှာကိုယ့်ရဲ့အပြောအဆိုဩဇာတက်ရောက်မှုအားကောင်းလာပါတယ်။ဒါကြောင့်ဒီအချိန်ဒီကာလမှာကိုယ့်ရဲ့နေပုံထိုင်ပုံကအစတည်ကြည်မှုတွေလေးနက်မှုတွေယုံကြည်မှုတွေဒါမပြောက်စေပါနဲ့ကိုယုံကြည်မှုတွေနဲ့ဒါရှေ့ဆက်ပါအောင်မြင်ပါတယ်အဆင့်တစ်ခုကနေတစ်ခုတက်လန်းနိုင်မဲ့အချိန်ကာလတစ်ခုဖြစ်နေပါတယ်အပြိုလူပြိုဆိုရင်တော့ရုတ်တရက်ဒီကာလမှာအိမ်အောင်ကြတတ်ပါတယ်အိမ်အောင်ကြရင်တော့လေကောင်းပါတယ်အဲ့တော့လုပ်ငန်းအသစ်တွေစိုင်းအသစ်ဖွင့်တာတွေဖြစ်ပေါ်လာတတ်ပါတယ်အနုပညာသမားတွေကတော့လုံးဝအဆက်တွေကောင်းတွေရောက်ရှိလာပြီးတော့မှကိုမမျော်လင့်ထားတဲ့အခြေအနေတစ်ခုကိုတက်လန်းနိုင်သွားမှာဖြစ်ပါတယ်အလှူဒါနတစ်ခုတိတိလေးပဲဖြစ်ဖြစ်ပြုလုပ်ပေးလိုက်ပါဒီကာလလေးမှာကောင်းသောကံတွေပွင့်လန်းသွားမှာဖြစ်ပါတယ်တောင်ကုန်းတောင်တန်းဘက်ဒီခရီးထွက်ရတတ်ပါတယ်ခရီးသွားမယ်ဆိုရင်လည်းသွားရတတ်ပါတယ်ပျော်ရွှင်တဲ့ခရီးမျိုးဖြစ်နေတတ်ပါတယ်ဒီအချိန်ဒီကာလမှာကိုကသူတပားကိုကူညီပေးခြင်းနေတာမျိုးတွေစိတ်ထဲမှာဖြစ်ပေါ်လာတတ်ပါတယ်ထီထိုးမယ်ဆိုရင်လည်းထီပေါက်ကိန်းရှိပါတယ်မိမိရဲ့ကျန်းမာရေးကတော့အနည်းငယ်ညံ့ပါတယ်ကျန်းမာရေးဂရုစိုက်ဖို့လိုအပ်ပါတယ်အဲ့တော့ဗုဒ္ဓဘူးသားသမီးရာဟုသားသမီး